ဆိုတော့စတက်တဲ့ချင်းမှာနည်းနည်းထောင်ပလက်လန်ရင်တို့ store ဝင်ရင်တို့ဖြစ်သွားတော့ store ဆိုတာကျွန်တော်တို့ဒီတောင်မှန်ရှေ့တောင်မှန်မော်လွန်းတာတို့နောက်တောင်မှန်ကဖင်နောက်တောင်မှန်ရဲ့နောက်ချမ်းကအပေါ်ထောင်နေတာတို့ဆိုတဲ့အနေထားမှာဖြစ်တတ်တယ်ပေါ့နော်နောက်ပြီးတော့ဟိုဒီပန်ကာပေါ့နော်ဒီပန်ကာရဲ့ဒီ stress line ပေါ့နော်ပန်ကာရဲ့ line ကအပေါ်မောနေတာတို့ပါဖြစ်တယ်အခုဒီကောင်ပန်ကာ line ကအပေါ်မမောဘူးဒီကောင် incident လည်းတိတ်မများပါဘူးเนาะဒါပေမဲ့နောက်တစ်စီးရတယ် short ကြည့်မှာပေါ့တဲ့အဆင်ပြေပါเนาะအခုကကျွန်တော်ဒီနောက်တောင်မှန်ကရေပင်ကြီးထက်နည်းနည်းလေးအောက်ကိုငုတ်ကုတ်တင်တယ်ကျွန်တော်နောက်တောင်မှန်ဒီနောက်ချမ်းကိုအောက်နည်းနည်းကုတ်ထားပါเนาะကျွန်တော်ဒီနားလေးကနေအဲ့တော့ပြအောင်လေးဝါဒီနားလေးကနေအကုတ်ထားတာပေါ့เนาะနည်းလေးလက်လေးနဲ့ဖိပြီးတော့အပြန်ပြောင်းသွားမလို့နည်းထင်တယ်ပေါ့เนาะချက်ကြည့်လိုက်ပါအောင်ပြောင်းသွားပါတယ်ပြန်ပြောင်းတယ်ပေါ့နော်ပြန်လာတော့ကောင်းမွန်တော့ပြန်နေရမ်းမြင့်တော့သူမတက်ဘူးပေါ့နော်ရာဘာလည်းကျွန်တော်ဆွတ်ထားတာဒီရာဘာ3နေရအခါ20လောက်ဖြစ်နေပေါ့နော်ဟိုရက်ထဲရဆိုအားကြောင့်အားသိမ့်မရှိတော့ပြန်တော့ပြန်တယ်ပေါ့နော်ပြောပါလေဝဲကောင်းပါလေဒီလောက်လေးပြန်တယ်ဆိုကွင်းထဲဝင်သွားတော့မကောင်းကြလိုက်ကောက်ရတာဘေကင်းပိုင်ရှင်အားနာဘူးလို့ကောက်မတက်နိုင်ဘူးနော်ဝင်ကောက်ရတာပါခဏနေမှတော့ကောက်ဟိုကလူလာနေတော့ခင်းပိုင်ရှင်ကတော့ဘာမှမပြောဘူးဘေးကလူတွေကပြောမှဆိုလို့ကောင်းနေတန်းတော့ခဏနေမှတော့လာကောက်လိုက်မယ်ပြန်လာတော့သူကမဆိုးပါဘူးနော်ပြန်ပါလေ